အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ engine တို့ engine wine တို့နဲ့ပတ်သက်တဲ့အကြောင်းလေးတခုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ် engine ထဲမှာ engine wine ကိုထည့်သွင်းသုံးမှုကြတာကိုတော်တော်များသိပါတယ်ဒါပေမဲ့district ကျွန်တော်တို့ engine wine ရဲ့ level ပေါ့နော် engine wine level ပြည့်မီအောင်ဘယ်လိုအသုံးပြုရလဲဆိုတာကိုတချို့ကနားမလည်ကြဘူးနားမလည်ကြတဲ့အခါကျတော့engine တွေကကျွန်တော်တို့ engine wine တိုင်းတဲ့ကိရိယာလေးရှိတယ် district လို့ခေါ်တာပေါ့အဲ့ဒါလေးကိုတိုင်းလိုက်လို့ engine wine level လျော့နေပြီဆိုလို့ရှိရင်တော်တော်များများတော့ဒါပြဿနာရှိတယ်ဆိုပြီးတော့သိတယ် engine ကိုပျက်စီးစေနိုင်တယ်ဆိုတာကိုတော့သိကြတယ်ဒါကြောင့် engine wine ကိုထပ်ဖြည့်တာမျိုးတွေလုပ်ကြတယ်ပေါ့နော်ဒါကောင်းတဲ့ချက်ပါဒါပေမဲ့လို့တချို့ကျတော့ engine wine level နည်းတယ်ကွာဆိုပြီးတော့ပို့ပြီးတော့ထည့်လိုက်တယ်ထည့်လိုက်တော့ကသူ့ရဲ့ district မှာကျွန်တော်တိုင်းတာတဲ့ level ကnormal level ရှိတယ်normal level ထက်ကျော်ပြီးတချို့ကများရင်ပိုကောင်းလိမ့်မှာပဲဆိုပြီးတော့ပို့ထည့်ကြတာမျိုးတွေရှိတယ်ဒါကောင်းလားမကောင်းလားဆိုတာကိုတော့ကျွန်တော်အချက်လေးတွေနဲ့တူမျှဝေမှဖြစ်လို့ဗီဒီယိုလေးကိုစောအောင်လိုက်ပြီးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်ပါတယ်အားလုံးတို့လည်းကြိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်တို့ engine wine level အရန်နည်းနေလို့ရှိရင် engine မှာဘာတွေဖြစ်လဲဆိုတာလေးကိုကျွန်တော်နည်းငယ်အချက်လက်လေးနဲ့တူရှင်းပြပေးမယ်နံပါတ်1နေတဲ့သူက engine wine ရန်နဲလာတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ engine မှာပါတယ် wine pump ခေါ်တာပေါ့ဒီကျွန်တော်တို့ engine wine ရဲ့ဒီအောက်ခြေကန်ထဲကနေပြီးတော့မှအပေါ်ဒီလိုအပ်တဲ့နေရာတွေကိုစီရောက်အောင်ဆွဲဆုပ်ပေးတယ်ဆုပ်ပြီးတော့ပို့ပေးတယ်ပို့ဆောင်ပေးတယ်ပန့်တစ်ခုပါတယ် engine wine pump ပေါ့ဒီ engine wine pump ကစီရန်နေတဲ့အခါမျိုးမှာသူကမမှီတာမျိုးတွေဖြစ်ပြီးတော့စီကိုလုံလောက်မပို့နိုင်ဘဲနဲ့စီဆွဲဆုပ်တဲ့ချိန်မှာ level မပြည့်မီတဲ့အခါကျတော့လေတွေရောပြီးတော့ဆွဲဆုပ်သွားတာမျိုးပေါ့ဒါမျိုးတွေဖြစ်လာလို့ရှိရင်တကယ် engine wine ရဲ့ရောမဲ့နေရာတွေမှာကောင်းကောင်းမွန်မွန်မရောက်တော့ဘဲနဲ့ဒီစီလိုအပ်တဲ့လောက်မရောက်တော့ဘူးပေါ့ဗျာမရောက်လို့တဲ့အခါကျ engine ရဲ့အစိတ်ပိုင်းတွေအကုန်လုံးကထိခိုက်ပျက်စီးတာတွေဒါအကုန်လုံးဒီသူ့ရဲ့ဒီစီရဲ့ဒုတယ်မပြည့်မီတဲ့အတွက်ကြောင့်မို့ဒါengine ရဲ့အစိတ်ပိုင်းတွေအားလုံးပျက်စီးသွားနိုင်ခြေရှိတယ်နောက်တစ်ခုကနောက်ကျွန်တော်တို့ engine wine ရဲ့ဒီလုပ်ငန်းဆောင်တာတွေထဲမှာအပူကိုရှော့ချပေးဖို့ရဆိုတာလည်းပါတယ်အဲ့ဒီအပူကလည်းကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့သလိုပဲသူကစီးစင်းပြီးတော့ engine wine ရဲ့ပူနေတဲ့ engine ရဲ့ပူနေတဲ့နေရာတွေကအပူတွေကို engine wine နေစုပ်သွားပြီးတော့တခါအေးပြန်ခံပြီးဒီလိုပဲလေပတ်ပေးနေရတာပေါ့နော်အဲ့ချိန်မှာ engine wine ကသာ level နည်းနေကြမယ်ဆိုလို့ရှိရင်သူကသူအင်ဂျင်မှာထွက်ရှိတဲ့ပူတွေအားလုံးကိုစုပ်ယူနိုင်တဲ့စွမ်းအားမရှိတော့တဲ့အတွက်ကြောင့်မို့လို့ဒါအင်ဂျင် heat တက်ခြင်းတွေလည်းဖြစ်ပေါ်စေတယ်နောက်တစ်ခုကဒီအင်ဂျင်ရဲ့အစိတ်ပိုင်းတွေတခုနဲ့တခုကဒီလိုထိတွေ့နေတဲ့အချိန်မျိုးမှာ engine wine level နည်းတဲ့အခါကျတော့အတန်ထွက်တာတွေအတန်ပူကျန်းတာတွေဒါမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ engine wine level နည်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာတွေပေါ့နောက် engine wine level များရင်ရောကောင်းလားတချို့ကလည်း engine wine level များတာပဲကောင်းတာပေါ့ဆိုပြီးတော့အဲ့လိုမျိုးထင်ရတယ်ရှိတယ်ဒါပေမဲ့တကယ် engine wine level များလိုက်လည်းမကောင်းဘူးဘာပထမဆုံးဒီကအတိတာမြင်တာဆုံးပြောရရင်ကျွန်တော်တို့ engine wine level ကြီးတအားများလို့ရှိရင်ကျွန်တော်တို့ဒီစီကန်ထဲမှာရှိတဲ့စီကန်ထဲမှာပဲသူက engine wine level ရှိရမယ့်နေရာမျိုးမှာဒီ engine block ထဲမှာဒီအောင်စီရရောက်သွားမယ်ဆိုရင်ဒီအတွင်းထဲမှာကျွန်တော်တို့ကလဲနေတဲ့ crankshaft ကြီးရှိတယ်အဲ့ crankshaft ကြီးကဒီ CD ကိုတော့ပြီးတော့ရိုက်နေအဲ့လိုဖြုံးနဲ့ရိုက်နေတဲ့ခါကျတော့ဘာဖြစ်လဲဆိုစီမှာ engine wine မှာပေါ့အဓိက engine wine မှာအမြုပ်တွေထားbevel လို့ခေါ်တဲ့အမြုပ်တွေထားဆိုတော့ဒီတကယ်ကျွန်တော်တို့ lubrication ပေးတယ်ဆိုတာစီဆိုလဲ engine wine ဆိုလဲ engine wine 2ပါပဲ lubrication ကိုလုပ်ပေးတာဒီအမြုပ်တွေက lubrication လုပ်ငန်းကိုကောင်းအောင်မလုပ်ဆောင်နိုင်ဘူးလုပ်ဆောင်နိုင်တော့ခုနပြောသလိုမျိုးဒီ engine wine level နည်းတော့လို့ပဲသူကပုံစားမှုတွေကိုတကယ်တမ်းကောက်ွယ်မပေးနိုင်တဲ့ပြဿနာတွေကြုံရယ်နောက်တစ်ခုက C ရဲ့ pressure level ပေါ့ဗျာ C ဆိုတာလဲဒီ engine wine ဆိုတာလဲတကယ်တမ်းသူ့ pressure နဲ့သူသွားနေရတာသူရောက်တဲ့နေရာတွေကို pressure နဲ့တွန်းပြီးတော့ပို့ပေးရတာမျိုးတွေရှိတယ်အဲ့မှာဒီလို form ကြီးတွေဒီအမြုပ်တွေထားခြင်းကြောင့် C က engine wine စီပန့်ပေါ့နော် engine wine စီပန့်ဆွဲဆုပ်ပြီးတော့ပို့တဲ့နေရာမှာတကယ်စီသားတွေမရောက်တော့ဘဲနဲ့ဒီအမြုပ်တွေမလိုလားတဲ့အမြုပ်တွေရောက်တာမျိုးတွေဒါဖြစ်ပေါ်စေတယ်နောက်အဲ့ C ရဲ့ pressure ကမှန်ကန်မရောက်တဲ့အတွက်ကြောင့်မို့ဒါ
sea pressure ကျတဲ့ပြဿနာတွေတချို့ဆိုလို့ရှိရင်ဒီခုနောက်ပိုင်းကျွန်တော်တို့ model မြင့်တဲ့ engine တွေမှာဆိုလို့ရှိရင် sea pressure က pressure ကိုကောင်းကောင်း sense လုပ်တဲ့ pressure sensor တွေပါလာပြီဒါတွေထိအောင်မှပြဿနာတွေတက်နိုင်တယ် engine ရဲ့ conversion chamber တွေတဲ့ထိအောင်အမြုပ်တွေကဖြစ်ရောက်လာပြီးတော့လောင်ကျွမ်းတာမျိုးတွေညှော်တွေနမ်းလာတာမျိုးတွေနောက်ဒီအရန်များလုံးလို့ရှိရင် crankcase ဆိုတာကျွန်တော်တို့ဒီ engine block ပဲပေါ့နော်ဒီ conversion chamber အောက်ကတာ crankcase လို့ခေါ်တယ်ဒီ crankcase ထဲမှာမလိုလား active pressure တွေအရန်များလာလို့ရှိရင်ဒီ engine oil level အရန်များတဲ့ခါကျသူက pressure တွေများလာရင်သူကတွန်းကန်တော့ကျွန်တော်တို့ဒီ crankshaft seal လိုဟာမျိုးတွေပေါ့ဗျာ engine ကတော့အပြင်ပစိတ်ပိုင်းနဲ့ဆက်ပြီးတော့ဂျားထဲမှာအတွင်းထဲ engine oil တွေထွက်မသွားအောင်ထိန်းချုပ်ထားရတဲ့ seal တွေကဒီရဲ့ pressure တွန်းကန်မှုကြောင့်စီကွင်းတွေနာတာမျိုးတွေနောက်နာရနေဖြည်းဖြည်းနဲ့စီယိုစိတ်နာမျိုးတွေဒါမျိုးတွေထိအောင်ပြဿနာတွေအများကြီးဖြစ်နိုင်တယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာပြောချင်တာက engine oil level ဒီနည်းရင်လည်းမကောင်းဘူးများရင်လည်းမကောင်းဘူးသူ့ရဲ့ standard level ပေါ့နော်မနည်းမများပမာဏလေးကိုပုံမှန်ထားပြရမှာဖြစ်ပါတယ်တချို့ကကြတော့လည်းမှတ်မှနေရရှိတယ်ပေါ့ engine oil level နည်းရင်တော့မကောင်းမှန်းသိတယ်တော်တော်များများသိတယ်ဒါပေမဲ့ engine oil level ကများရင်ဘာမှဖြစ်ပါဘူးကွာဆိုပြီးတော့ engine oil တွေကိုလိုအပ်တာတဲ့ပို့ပြီးတော့အများကြီးဖြည့်လိုက်ကြတဲ့သူတွေအတွက်ဒီထားရအောင်လို့ကျွန်တော်ဒီ video လေးကိုလုပ်ပြတာဖြစ်ပါတယ်အားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်အကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်